သူကလက်စွပ်ပေါ်ကခလုတ်ကိုနှိပ်လိုက်ရုံပါပဲနောက်တစ်စက္ကန့်မှာအချိန်တွေက58စက္ကန့်တိတိနောက်ပြန်ဆုတ်သွားပါတယ်ဒါကြောင့် Frank ဟာယူသွတ်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချက်ချင်းပဲချလိုက်ပါတယ်သူဟာတထေးရဲ့ရုံးခန်းထဲကိုအပြေးဝင်သွားပါတယ်တနက်ထုတ်ကအတွင်းရေးမှုကိုချိန်လိုက်ပါတယ်မိခင်တစ်တာရဲ့စကားဝတ်ကိုပေးဖို့သူမကိုအတင်းကျပ်တောင်းဆိုပါတော့တယ်ထိတ်လန့်သွားတဲ့ Frank ကအချိန်ကိုကမန်းကနန်းနောက်ပြန်ဆုတ်လိုက်ရပါတယ်ဒီတစ်ခါတော့သူပိုပြီးလဲသွားပါပြီအထဲကိုဝင်ချင်းပဲအတွင်းရေးမှုကိုတိတ်တိတ်နေဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ပထမဆုံးအကြိမ်တပြတိုက်ဘူးသူဖြစ်လို့သူမလွဲမသွေစိတ်လှုပ်ရှားနေခဲ့ပါတယ်သူ့လက်ဘွားကဖိုင်တွဲတဲ့တန်မှုနဲ့မတော်တဆဆူးမိသွားပါတယ်အဲ့ဒီလိုရုံးရင်းဆန်ခတ်ဖြစ်သွားတဲ့အချိန်မှာတနက်ကမတော်တဆပောက်ကွဲသွားပါတော့တယ် Frank တယောက်အဲ့ဒီနေရာမှာတင်အကြောက်လွန်ပြီးကြောင်သွားပါတယ်တခြားရွေးချယ်စရာမရှိတော့လို့အချိန်ကိုနောက်ပြန်ဆုတ်ဖို့လက်စွပ်ကိုသူထပ်နှိပ်လိုက်ရပြန်ပါတယ်ဒီတစ်ခါတော့သူဓာတ်ရိုက်ပဲသွားပြီးသူမရဲ့ခေါင်းကိုတနက်နဲ့ချိန်လိုက်ပါတယ်မိခင်တစ်တာရဲ့စကားဝတ်ကိုပေးဖို့ပြောလိုက်ပါတယ်မပေးရင်ခေါင်းကိုပြစ်ဖောက်မယ်လို့ချိန်ချောက်လိုက်ပါတယ်ဒစာကန်ဖြစ်နေတဲ့အတွေးရမှုမှာရွေးချယ်စရာမရှိတော့ပါဘူးစကားဝတ်ကိုစက်ကူတရက်ပေါ်မှာနာခံစွာရေးပေးလိုက်ပါတယ်ဒါကိုမြင်တော့ Frank ကလက်စွပ်ကိုချက်ချင်းပဲနှိပ်လိုက်ပါတယ်အချိန်ကို58စက္ကန့်နောက်ပြန်ဆုတ်လိုက်ပါတယ်ပြီးတော့သူမိခင်တစ်တာစီဓာတ်ရိုက်သွားပါတယ်ပြီးတော့ခုနကရထားတဲ့စကားဝတ်ကိုရိုက်ထည့်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ထားပဲအတွင်းရေးမှုပေးလိုက်တဲ့စကားဝတ်ကအတုဖြစ်နေပါတယ် Frank ရဲ့ဒေါသတွေချက်ချင်းပောက်ကွဲသွားပါတယ်သူကအတွင်းရေးမှုရဲ့ခြေထောက်ပေါ်ကိုခေါင်းတစ်လုံးအရင်တင်လိုက်ပါတယ်ပြီးတော့တုံးဆိုင်မနေပဲတနက်ကိုပစ်ချလိုက်ပါတယ်နောက်တစ်ချိန်ကမင်းရဲ့ပေါင်မဟုတ်တော့ဘူးမင်းရဲ့ခေါင်းဖြစ်သွားလိမ့်မယ်ယုံလိုက်စမ်းပါအဲ့ဒါကကြည်ကောင်းမှာမဟုတ်ဘူးကဲပြောစမ်းမိခံတစ်တာရဲ့စကားဝတ်ကပါလေအခုတော့အတွင်းရေးမှုကလုံးဝကိုကြောက်လန့်သွားပါပြီပြီးတော့အစ်စ်မှန်စကားဝတ်ကိုမြန်မြန်ဆန်ဆန်ပဲပေးလိုက်ပါတယ်ပြီးတော့အချိန်ကနောက်တစ်ချိန်ထပ်ဆုပ်သွားပြန်ပါတယ် Frank ကတနက်နဲ့အတွင်းရေးမှုကိုအချိန်တိုင်းချိန်ထားခဲ့ပါတယ်လဲမလို့ဖို့သူမကိုတတိပေးလိုက်ပါတယ်ဒီတစ်ခါတော့သူမိခံတစ်တာကိုအောင်မြင်စွာဖွင့်နိုင်သွားပါပြီဒါပေမဲ့သူ့ထဲကပစ္စည်းတွေကိုယူဖို့မလိုပါဘူးအဲ့ဒီအစားသူကလက်စွပ်ကိုထပ်နှိပ်လိုက်ပါတယ်အချိန်ကို58စက္ကန့်နောက်ပြန်ဆုတ်လိုက်ပါတယ်အတွင်းရေးမှုကုမ္ပဏီကနေထွက်သွားတဲ့အထိစောင့်ပြီးမှအဲ့ဒီအခါကျမှသူဟာရုံးခန်းထဲကိုအေးအေးဆေးဆေးလမ်းလျှောက်ဝင်သွားပါတယ်ပြီးတော့မိခံတစ်တာတွေကအရာအလုံးကိုရှင်းလင်းယူဆောင်သွားပါတယ်လွန်ခဲ့တဲ့ရက်နှဲငယ်က Frank ဟာဒီလက်စွပ်ကိုမတော်တဆကောက်ရခဲ့တာပါအစားကတော့သူကဒါကိုတာမန်လက်စွပ်တကွင်းလိုပဲထင်ခဲ့ပါတယ်လက်စွပ်ပေါ်ကခလုတ်ကိုမတော်တဆတိုက်မိသွားတဲ့အချိန်ထိပါပဲပြီးတော့သူ့ပတ်ဝန်းကျင်ကအရာအလုံးအစကနေပြန်ဖြစ်ပြနေတာကိုသူမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဒီလက်စွပ်ကတကယ်ကိုအချိန်နောက်ပြန်ဆုတ်နိုင်နေဆိုတာကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါကြောင့်သူကလက်စွပ်ကိုချက်ချင်းဝတ်ပြီးကာစီနိုကိုသွားခဲ့ပါတယ်သူကအရင်ဆုံးလောင်းကစားဖို့နံပါတ်တစ်ခုကိုကြားပန်းယူလိုက်ပါတယ်ကစားဝိုင်းကနံပါတ်15မှာရက်သွားတာကိုမြင်ပြီးတဲ့နောက်သူကလက်စွပ်ကိုအေးအေးဆေးဆေးနှိပ်လိုက်ပါတယ်ပြီးတော့သူကရှိသမျှအကုန်လုံးကိုဓာတ်ရိုက်ထိုးလိုက်ပါတော့တယ်15မဲရောင်ဒါပေမဲ့ Frank မှာရက်တန့်ဖို့ရည်ရွယ်ချက်မရှိပါဘူးသူကအတိအကျတူညီတဲ့လှည့်ကွက်ကိုပဲဆက်ပြီးအားကိုးနေခဲ့ပါတယ်လူလက်ကစားဝိုင်းမှာတပွဲပြီးတပွဲနိုင်နေခဲ့ပါတယ်ဒေါ်လာ1000ရတဲ့အထိပါပဲအဲ့ဒီတော့မှသူကနိုင်ထားတဲ့ချစ်ပပြားတွေကိုငွေသွားလဲဖို့ဖြည်းဖြည်းချင်းယူသွားပါတယ်အခုတော့သူကဘဝရဲ့တာယာမှုကိုမြည်စမ်းခွင့်ရသွားပါပြီ Frank ကကာစီနိုကိုနေတိုင်းသွားပြီးပွဲအနေငယ်ကစားလေးရှိပါတယ်သူနိုင်တဲ့ငွေကိုအမြဲတမ်းဒေါ်လာ2000အောက်မှာပဲထားပေမဲ့ဘယ်တော့မှမရှုံးပဲအမြဲတမ်းနိုင်နေတဲ့သူ့ရဲ့မှတ်တမ်းကကာစီနိုရဲ့တန်တရားကိုဆွဲဆောင်နေသေးပါပဲမင်းလိန်နေနေတာယူလက်ကစားဝိုင်းမှာဘယ်သူမှဒီလောက်ရာခိုင်နှုန်းနဲ့မနိုင်နိုင်ဘူးအဲ့ဒီအချိန်မှာပဲကားတစ်စီးထဲကနေလူတစ်ယောက်ထွက်လာပါတယ်အဲ့ဒီလူကကာစီနိုရဲ့ဘက်ဖက်တစ်ယောက်ဖြစ်နေတာကိုမြင်တော့ကာစီနိုနဲ့သူ့ရဲ့စီးပွားရေးအတွက်မျက်နှာဆဲတဲ့အနေနဲ့မန်နေဂျာက Frank ကိုမတက်တာပဲလွှတ်ပေးလိုက်ပါတယ်မင်းမျက်နှာကိုဒီမှာထပ်မမြင်ချင်ဘူးနော်ကဲဘက်က Frank ဘယ်လိုလုပ်ပြီးအမြဲတမ်းနိုင်နေတာလဲဆိုတာကိုသိချင်နေပါတယ် Frank ကဂျပန်စင်ကြီးတစ်ခုပေးပြီးသူ့ကိုလစ်လူရှုလိုက်ပါတယ်ကဲဘက်က Frank ကိုအရေးချင်းရှိသူလို့ထင်နေပါတယ်ပြီးတော့သူ့အတွက်အလုပ်လုပ်ပေးနိုင်မလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ Frank ကကုမ္ပဏီနာမည်ကိုကြားလိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာသားကချက်ချင်းကိုတီးကျပ်သွားပါတယ်သူ့ညီမဟာဒီကုမ္ပဏီရဲ့ဆေးဝါးတွေကိုတောက်သုံးခဲ့မှုပါတယ်ဆေးဆွဲသွားပြီးနောက်ဆုံးမှာတော့အသက်ပါဆုံးရှုံးခဲ့ရပါတယ်ဒါကြောင့် Frank ကဒီကုမ္ပဏီကိုလုံးဝကိုမုန်းတီးနေခဲ့တာပါဒါပေမဲ့ချက်ချင်းပဲအကြံတစ်ခုရလာပါတယ်ဒါဟာသူ့အတွက်ကလဲစားချေဖို့ခွင့်ရေးဖြစ်လာနိုင်ပါတယ်ဒါကြောင့်သူကအလုပ်ကိုလက်ခံလိုက်ပါတယ်ဒါပေမဲ့တထေးနဲ့တွေ့ချင်းပဲသူကတထေးရဲ့မျက်နှာကိုတက်တက်ထိုးလိုက်ပါတော့တယ်သူ့ရဲ့ဒေါသတွေကိုဖြေဖြောက်ပြီးတဲ့နောက်မှာတော့သူကအချိန်ကိုနောက်ပြန်ဆုပ်လိုက်ပါတယ်ပြီးတော့ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေလိုက်ပါတယ် Frank ကဘယ်တော့မှအလောင်းစားမရှုံးဘူးဆိုတာကိုသိထားတဲ့အတွက်ဒါဟာကန်တက်တက်ပဲလားဆိုတာကိုစမ်းသပ်ဖို့တထေးက Frank နဲ့သူ့ရေးစားကိုဖိတ်ခေါ်လိုက်ပါတယ်သူ့ရဲ့ကိုယ်ပိုင်ကာစီနိုတင်မောပေါ်မှာကစားဖို့ပါရလက်အနေနဲ့နိုင်ပေါင်းများစွာကြားတဲ့အထိ Frank ကတကယ်ကိုတပွဲမှမရှုံးခဲ့ပါဘူးအတွင်းရေးမှုကရေးစားစီကနေလျှို့ဝှက်ချက်ကိုသိရအောင်စူးစမ်းပါတယ်ဒါပေမဲ့ရေးစားဖြစ်သူကလက်စွပ်အကြောင်းကိုလုံးဝမသိပါဘူးအဲ့ဒီအချိန်မှာပဲလူတယောက်ရုတ်တရက်အပြေးရောက်လာပြီးတထေးနဲ့လူအုပ်ကြီးစီကိုတနက်နဲ့အချက်ပေါင်းများစွာပစ်ခတ်ပါတော့တယ်ဒီခွေးကောင်နဲ့ပါတဲ့သူဘယ်သူရှိသေးလဲဒါကိုမြင်တော့ Frank ကလက်စွပ်ကိုကမန်းတန်းနှိပ်လိုက်ပါတယ်အချိန်ကို58စက္ကန့်နောက်ပြန်ဆုပ်လိုက်ပါတယ်အဲ့ဒီလူလှုပ်ရှားဖို့အချိန်တောင်မရလိုက်ခင်မှာပဲ Frank ကအရက်ပလင်းတစ်လုံးကိုယူပြီးသူ့အပေါ်ရိုက်ခွဲလိုက်ပါတယ်အဲ့ဒီလူမှတနက်ပါလာတာကိုမြင်တော့တထေးကအဲ့ဒီလူသူ့ကိုလာလောက်တာဆိုတာနောက်ဆုံးတော့သဘောပေါက်သွားပါတယ်အဲ့ဒီလိုနဲ့ပဲ Frank ကတထေးရဲ့အသက်ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်ဒါကြောင့်မလို့သူ့ကိုအထူးတန်ဖိုးထားပြီးပင်မကုမ္ပဏီတွေကိုဝင်ခွင့်ရသွားပါတယ်သူရှာဖွေတွေ့ရှိသွားတာကတထေးရဲ့အတွင်းရေးမှုကမိခင်တစ်တာကိုဖွင့်တိုင်းအထူးသတိထားနေတယ်ဆိုတာပါပဲဒါကြောင့်အထဲမှာမတမာတဲ့လျှို့ဝှက်ချက်တွေရှိရမယ်လို့သူကောက်ချက်ချလိုက်ပါတယ်ဒါကဇလန်းစားကမြင်ကွင်းစီကိုဥတီသွားစေခဲ့တာပါမိခင်တစ်တာကိုဖွင့်ပြီးတဲ့နောက်အထဲမှာဖွက်ထားတာကတကယ်ပဲတထေးရဲ့ရာဇဝတ်မှုတက်တဲ့ထောက်ထားတွေဖြစ်နေပါတယ်ဒါကြောင့် Frank ကရုပ်တံစခန်းတစ်ခုကိုဆက်သွယ်လိုက်ပါတယ်ပြီးတော့အထောက်ထားအားလုံးကိုသူတို့စီလွှဲပြောင်းပေးလိုက်ပါတယ်နောက်နေ့မှာတော့တထေးရဲ့ရာဇဝတ်မှုတက်တဲ့တွေက TV စီစဉ်တိုင်းမှာပြသနေပါပြီတစ်ချိန်တည်းမှာပဲ Frank ကခရီးဆောင်အိတ်တွေကိုပြင်ဆင်နေပါတယ်ခဏလောက်ပုံရှောင်နေဖို့စီစဉ်ထားတာပါ
ဒါပေမဲ့သူကားပေါ်တော့မတက်ရသေးခင်မှာပဲသူ့ကိုအနောက်ကနေတုံးနဲ့ရိုက်ပြီးမိလဲသွားစေပါတယ်သူနိုးလာတဲ့အခါမှာတော့သူ့ကိုတထေးကလေစိတ်ကိုခေါ်လာပြီးသားဖြစ်နေပါပြီဒီအရာအားလုံးက Frank ရဲ့လက်ချက်ဆိုတာကိုသူသိနေပါတယ်မူလကတော့ Frank ကိုသူကိုယ်တိုင်တပ်ဖို့စီစဉ်ထားတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲတပ်ဖွဲ့အမြောက်များကသူတို့ကိုလိုက်လံဖမ်းဆီးပါတော့တယ်ရွေးချယ်စရာမရှိတော့တဲ့အတွက်သူက Frank ကိုလေရင်ပေါ်ကိုဓာတ်စာခံဖြစ်ခေါ်သွားရပါတော့တယ်သူတို့လွတ်မသွားအောင်တားဆီးဖို့အတွက်ရဲတွေကလေရင်ရဲ့အင်ဂျင်ကိုတနက်နဲ့ပစ်လိုက်ပါတယ်လေရင်ကပြတ်ကျတော့မဲ့ဆဲဆဲပါပဲဒီအချိန်မှာ Frank ကလက်စွပ်ကိုနှိပ်လိုက်ရုံပါပဲလေရင်မတက်ခင်အချိန်စီကိုနောက်ပြန်ဆုပ်ဖို့ပါဒါပေမဲ့သူကအဲ့ဒီလိုလုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူးသူတည်သွားမယ်ဆိုရင်တော့မှသူ့ညီမကိုတက်ခဲ့တဲ့ဒီခွေးကောင်ကိုပါသူနဲ့အတူဆွဲခေါ်သွားဖို့ဆုံးဖြတ်ထားပါတယ်ကံကောင်းထောက်မစွာနဲ့ပဲလေရင်ပြတ်ကျပြီးတဲ့နောက် Frank ကဒဏ်ရာအနည်းငယ်သာရခဲ့ပါတယ်တထေးကတော့ပောက်ကွဲမှုအတွင်းမှာတေဆုံးသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲ Frank ဟာသူ့ညီမအတွက်အောင်မြင်စွာကလည်းစားချေနိုင်ခဲ့ပါတော့တယ်